အသက်12နှစ်အရွယ်ဒပါကနဲ့သူ့အမေရှရီတို့ဟာကားဆက်ယုံမှာအလုပ်ပြောင်းရတာကြောင့်မီရှီဂန်ပြည်နယ်ဒက်ထရိုက်မြို့ကနေတရုတ်နိုင်ငံဘေကျင်းမြို့ကိုပြောင်းရွှေ့လာခဲ့ကြပါတယ်။အဲ့ဒီမှာတွက်ကတရုတ်ပညာရှင်မလေးမီရင်နဲ့ဆုံပြီးသူမကိုချက်ချင်းသဘောကျသွားခဲ့ပါတယ်။မီရင်တို့မိသားစုနဲ့ရင်းနှီးတဲ့ကွန်ပူပါရမီရှင်ဆိုပေပေးချင်းကတော့ဒရက်ကိုအမြဲတမ်းရန်လုံးနှိပ်စက်ပြီးသူတို့နှစ်ယောက်ကိုဝေးအောင်လုပ်ခဲ့ပါတယ်။တနေ့မှာတော့ဒရက်ကချင်းနဲ့သူ့အပေါင်းပါတွေကိုအညစ်အကြေးတွေနဲ့ပတ်မိရာကနေဒေါသထွက်နေတဲ့အဖွဲရဲ့လိုက်လံရိုက်နှက်တာကိုခံရပါတော့တယ်။အဲ့ဒီအချိန်မှာအဆောက်အဦပြုပြင်ထိန်းသိမ်းရေးသမားမဟန်ကဝင်ရောက်ကူညီပေးခဲ့ပြီးသူဟာကွန်ပူဆရာတယောက်ဖြစ်ကြောင်းသိလိုက်ရပါတယ်။မဟန်ကတို့ရဲ့တန်ရာတွေကိုတရုတ်ရိုးရာမိဖန်ခွက်ကူထုံနဲ့ကုသပေးခဲ့ပါတယ်။ချင်းတို့အဖွဲ့ဟာတဘာဝအတိုင်းစိုးသွမ်းတာမဟုတ်ပဲသူတို့ဆရာမတ်စတာလာရဲ့ကယူနာမဲတဲ့တင်ကြားမှုကြောင့်ဖြစ်တယ်လို့လည်းရှင်းပြခဲ့ပါတယ်။ဒရက်ကသူ့ကိုကွန်ပူတင်ပေးဖို့တောင်းဆိုတာကြောင့်မဟန်ကစစ်ဆက်ညှိနှိုင်းဖို့လာရဲ့ Fighting Dragons တင်နန်းကျောင်းကိုလိုက်သွားပေးခဲ့ပါတယ်။ဒါပေမဲ့ Master Light ကငင်းချမ်းရေးကန့်လန့်မှုကိုပယ်ချပြီးတော့ကိုချိန်နဲ့ရှင်ပြိုင်ဖို့စိန်ခေါ်ခဲ့ပါတယ်။မဟန်ကတော့တွက်အနေနဲ့လာမဲ့ကွန်ပူပြိုင်ပွဲမှာလာရဲ့တပည့်အားလုံးနဲ့ရှင်ပြိုင်မယ်လို့ပြန်လဲစိန်ခေါ်လိုက်ပြီးအဲ့ဒီအချိန်ထိဒရာကိုအေးအေးဆေးဆေးလေ့ကျင့်ခွင့်ပေးဖို့တောင်းဆိုခဲ့ပါတယ်။မဟန်ကဒရာကိုကွန်ပူတင်ပေးရမှာနေ့စဉ်ဘဝနဲ့သက်ဆိုင်တဲ့လှုပ်ရှားမှုတွေကိုအလေးထားတင်ကြားပေးပါတယ်။ကွန်ပူကိုကျွမ်းကျင်ဖို့ဆိုတာလက်သီးနဲ့အင်အားတင်မကပဲတည်ငြိမ်မှုနဲ့ရင့်ကျက်မှုကအဓိကဖြစ်တယ်လို့ဆိုပါတယ်။ကျွတ်သားတွေမှတ်မိစေဖို့အတွက်အကြီးကိုအကြိမ်ကြိမ်ချုပ်ခိုင်းကောက်ခိုင်းပြီးလေ့ကျင့်ပေးပါတယ်။အဲ့ဒီနောက်တော့ကိုဖះเจ้าတစ်ခုစီခေါ်သွားပြီးအဲ့ဒီကရေရင်းကရေကိုတောက်စေခဲ့တယ်လို့ငွေဟောက်တကောင်ကိုသူ့ရဲ့လှုပ်ရှားမှုအတိုင်းလိုက်လုပ်အောင်ထိန်းချုပ်နေတဲ့အမျိုးသမီးတစ်ယောက်ကိုလည်းတွေ့စေခဲ့ပါတယ်။တပ်ပေါင်းများစွာလေ့ကျင့်ပြီးနောက်မဟန်ကဒွတ်ကိုတရက်အနာပေးခဲ့ပါတယ်။ဒွတ်ကမီးရင်ကိုကြောင်းလက်ဖို့ဖြောင်းဖြခဲ့ပေမဲ့အဲ့ဒါကိုတီးသွားတဲ့မီးရင်ရဲ့မိဘတွေကဒွတ်ကိုအပေါင်းအသင်းမကောင်းသူအဖြစ်သတ်မှတ်ပြီးမီးရင်နဲ့တွေ့ခွင့်ပေးလိုက်ပါတယ်။အဲ့ဒီနောက်ဒွတ်ကမဟန်ကိုအရက်မူပြီးသူပြင်နေတဲ့ကားကိုရိုက်ခွဲနေတာတွေ့ခဲ့ရပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီကားနဲ့ပဲမတော်တဆဖြစ်ပြီးဇနီးနဲ့10နှစ်အရွယ်သားလေးဆုံးရှုံးခဲ့ရတာကြောင့်ကိုအဖြစ်ပေးတဲ့အနေနဲ့နှစ်စဉ်အဲ့ဒီနေ့ရောက်တိုင်းကားကိုပြင်လိုက်ပြန်ဖြက်စီးလိုက်လုပ်နေတာဖြစ်ပါတယ်။ဒါကိုသိသွားတဲ့သူကပိုပြီးစူးစမ်းလေ့ကျင့်မှုဆုံးဖြတ်လိုက်တယ်လို့သူ့ဆရာရဲ့စိတ်တန်ရာတွေကိုကျော်လွှားနိုင်အောင်လဲကူညီပေးခဲ့ပါတယ်လို့ဟန်ဂါတို့ကိုမင်းရဲ့ဖခင်ထံတရုတ်လိုတောင်းပန်စာရေးပြီးရွတ်ဆိုနိုင်အောင်ကူညီပေးခဲ့တာကြောင့်မင်းရဲ့အဖေကခွင့်လွှတ်ပေးပြီးပြိုင်ပွဲကိုလာရောက်အားပေးခွင့်ပြုခဲ့ပါတယ်။ပြိုင်ပွဲမှာတော့အစပိုင်းမှာကိုယုံကြည်မှုမရှိတဲ့သူဟာပြိုင်ဘက်တွေကိုတဖြည်းဖြည်းအနိုင်ယူလာနိုင်ပါတယ်။ဒါကိုဒေါသထွက်သွားတဲ့လူကသူ့တပည့်ရင်းကိုတွဲရဲ့ခြေထောက်ကိုဒဏ်ရာရအောင်လုပ်ဖို့အမိန့်ပေးခဲ့ပါတယ်။ရင်းကမလုပ်ချင်ပဲလုပ်ခဲ့ရတာကြောင့်တွဲရဲ့ခြေထောက်ကိုပြင်းပြင်းထန်ထန်ထိခိုက်စေခဲ့ပါတယ်။ဝင်းကတော့စီကပ်ဖောက်ဖျက်မှုနဲ့ပြိုင်ပွဲကထုတ်ပယ်ခံရပြီးသူကတော့ချိန်နဲ့ဘိုးလူပွဲတက်ခဲ့ပါတယ်သူကသူ့ခြေထောက်ကိုမိဖန်ခွက်ကူထုံးနဲ့ကူပေးဖို့မဟန်ကိုအတင်းတောင်းဆိုခဲ့ပါတယ်အဲ့ဒါဟာဒဏ်ရာထက်ကြောက်စိတ်ကိုကျော်လွှားချင်တာဖြစ်မှန်းသိလိုက်တဲ့မဟန်ကကုသပေးခဲ့ပါတယ်ဘိုးလူပွဲစတင်ချိန်မှာတော့ဝါရဲ့အမိတ်တိုင်းချိန်ကတူရဲ့ဒဏ်ရာရနေတဲ့ခြေထောက်ကိုတိုက်ခိုက်တာကြောင့်ဒရန်ဟန်ချက်ပြတ်သွားပါတယ်ဒါပေမဲ့သူကပြန်ထလာပြီးဖះเจ้าမှာတွေ့ခဲ့တဲ့ငွေဟောက်ဟန်ကိုအသုံးပြုကခေါင်းကိုကန်လိုက်ပြီးချင်းကိုအနိုင်ယူလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ချင်းနဲ့သူ့တငယ်ချင်းတွေရဲ့လေးစားမှုကိုရရှိသွားပြီးချင်းကိုယ်တိုင်ပဲတို့ကိုစုဖလားပေးအပ်ခဲ့ပါတယ်။ Fighting Dragons ကကျောင်းသားတွေအားလုံးဟာလည်းမဟန်ကိုဆရာတစ်အဖြစ်လေးစားစွာဂါရဝပြုလိုက်ကြပါတော့တယ်။တို့ကိုအပေါင်းအသင်းမကောင်းသူအဖြစ်သတ်မှတ်